ဒီမှာပိတ်ကြောအကြောင်းလေးတစ်ချက်ပြောမယ်ပေါ့နော်ဒါမာဆလင်စားမှာတချို့ရုပ်ပေါ်ကိုမတင်ခင်ပုံနေမဖော်ခင်မှာအရင်ဆုံး grain line ဆွဲထားတယ် grain line ပိတ်ကြောလို့ခေါ်တယ်ပေါ့နော်အမြဲတမ်းပဲတဲ့ဆွဲကြတယ်ပေါ့တချို့တို့ကလေတဲ့ပဲဆွဲတာများပြီမဲ့တချို့ပုံစံတွေပေါ်မှာမူတည်ပြီးတော့ကြတော့ grain line ကိုရွှေ့ပြီးတော့ယူရတာရှိတယ်ပိတ်ကြောကိုနားလည်ထားဖို့လိုတယ်အဓိကဒီ drip technique ကိုသုံးမယ်ဆိုလို့ရှိရင်ပေါ့နော်မဟုတ်လို့တချို့ flat technique သုံးလဲပိတ်ကြောကတော့နားလည်ရတဲ့ကိစ္စရှိရကွယ်ဘာလို့လဲဆိုပိတ်ကြောတိမှသာခန္ဓာကိုယ်အတွက်တလောက်တတာဖြစ်တဲ့အင်ကြီးပုံစံကိုဖန်နေမှာပေါ့နော်ဒီချက်ခဏပြောဦးပါလေပိတ်ကြောကလေပြောရလဲများလို့စကားရည်ထက်နေပြီဒီမှာဒါဒီပိတ်ရဲ့ash ပေါ့ပိတ်ရဲ့အစွန်းပိတ်အနာပေါ့နော်ဒါကိုပိတ်အနာလို့ခေါ်တယ်နော်အဲ့ဒီပိတ်အနာကနေပြီးတော့မှအဲ့ဒီပိတ်အနာနဲ့အပြိုင်သည်တချို့တို့ the right grain line နော်သူ့ကို down light grain line လို့ခေါ်တယ်ပိတ်ကြောအတဲ့လို့ခေါ်တယ်နော်သူ့နဲ့အတဲ့ကိုမှဒီလိုကန့်လန့်ယူထားတယ်ဒါဆိုလို့ရှိရင်ဒီလိုပိတ်ကြောအတဲ့ပေါ့ဒီလိုဆိုလို့ရှိရင်ကန့်လန့်เนาะဒါဆိုလို့ရှိရင် cross grain လို့ခေါ်တယ်เนาะဒီလိုကန့်လန့်ယူထားရင် cross grain ပိတ်ကြောကန့်လန့်ဒါ grain line ပိတ်ကြောအတဲ့เนาะမဟုတ်လို့45 degree ဒီမျိုးစောင်းပြီးယူရဲဆိုလို့ရှိရင်ဒါဒီအဆွေ bias เนาะဒီလိုယူတဲ့ကိစ္စတွေအကုန်လုံးကိုအဆွေသားယူတယ် bias ယူတယ်လို့ပြောတယ်တချို့ပုံတွေမှာအဆွေသားကိုမှအဓိကပိတ်ကြောအနေနဲ့ယူပြီးတော့ပုံဖော်ရတဲ့ကိစ္စတွေရှိတယ်တချို့အဲ့ဒီတစ်ချက်ဟိုရင်တော့တင်ပေးမှုတဲ့ကုတ်အင်ကြီးတစ်ခုမှဆိုလို့ရှိရင်အဲ့လိုပဲအရုပ်ပေါ်မှာလှုပ်သွားတဲ့အခါမှာတောက်တစ်ခုဖြောက်ဖို့အတွက်ပိတ်ကြောလေးကိုရွှေ့လိုက်ရုံနဲ့တောက်ကပျောက်သွားတာလေရှိတယ်เนาะဆိုတဲ့အခါကျတော့ဒီမှာဒါဆိုလို့ရှိရင်ဆွဲတယ်လေ cross grain เนาะ cross grain နဲ့လေ bias ပြောတာเนาะဒါဆိုလို့ရှိရင်ဆွဲတယ် bias ဒီလိုက cross grain ဒီလိုက grain line ရမယ်เนาะညာတော့အပြင်တစ်ချက်တော့ဒီလို grain line တဲ့ယူပြီးတော့ပိတ်စာကိုခန္ဓာကိုယ်ပေါ်မှာ pattern ကိုဒီ grain line နဲ့အတဲ့ယူကြတာများတယ်เนาะဒီပိတ်စာရဲ့အစွန်းကနေပြီးတော့မှဥပမာက9လက်မယူမယ်ဆိုပါစို့9လက်မဆိုရင်9လက်မအညီမှတ်လိုက်မယ်เนาะ grain line မှတ်ဖို့အတွက်ကအဲ့လိုပေါ့เนาะ pattern ပေါ်ကနေပြီးတော့ပိတ်စာပေါ်တင်တဲ့ခါကျတော့ပိတ်ကြောကိုဘယ်လိုမျိုးညီအောင်ယူတယ်လဲဆိုတာအရှိသင်ခန်းစာမှာတစ်ချက်ပြောပြီးပြီเนาะဒါက marslin ပေါ်မှာ grain line တစ်ချက်လို့မှတ်လိုက်တယ် grain line ဆွဲလိုက်တယ်ပေါ့เนาะဒီကိစ္စကဟိုပါလဲမိဘူးတိုင်ရင်ပြတ်တဲ့ပေါ်ပဲเนาะ grain line ဆွဲထားလိုက်မယ်ဆွဲထားပြီးပြီဆိုလို့ရှိရင်ချယ်တို့အရုပ်ပေါ်မှာတင်ကြမယ်ပေါ့เนาะအရင်ဆုံးချယ်တို့တဲ့ grain ကြီးပဲဆွဲထားပြီးပါเนาะဒီနှစ်ခုရဲ့အလဲကိုကအခုစလုပ်မယ်ဆိုလို့ရှိရင်မထိန်နဲ့တော့ခြိုက်နေတတ်တယ်ခြိုက်နေတဲ့ခါကျတော့မခြိုက်အောင်လို့ဒီချက်ဒီမှာအရင်ဆုံးပိတ်စလေးတဒန်းခဏပင်ရထိုးမယ်နော်ဒါဒီချက်ပိတ်စရဲ့အနာသားကိုရင်ရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ခုမှာပင်အန်းနဲ့ထိန်ထားလိုက်တာပေါ့နော်ဘာလို့ဆိုလို့ရှိရင်ဒီချက်တော့ဒီမှာရင်ကြားနေရာကိုဟို pattern လုပ်တဲ့အခါကျတော့ dripping ကိုတအားသွားပြီးတော့အထဲဝင်မိနေမှာဆိုလို့လေဒီမျိုးလေးတန်းထားလိုက်တာနော်ရပြီဆိုလို့ရှိရင်ဒီမှာချယ်တို့ပိတ်စတွေကဆွမ်းနာတော့ maslin ကိုပိတ်ကြောယူထားတယ်နော်အဲယူထားတဲ့အထဲကနေမှ bias ကိုတင်မယ်ဒီမှာနော် bias ကိုတင်မယ်တင်တဲ့အခါကျလို့ရှိရင်ဒီချက်ဒီရင်တချမ်းစာပဲလုပ်မှာရင်တချမ်းစာပဲလုပ်မှာပေါ့နော်ဒီရင်အောင်တစ်ခုစာပဲအရင်လုပ်မှာဆိုတဲ့အခါကျဒီရင်အုံသားမှာတစ်ချက်ကဒီမှာအတွန့်လေးထည့်ချင်တာဆိုတော့အတွန့်လေးတွေအရင်တွန့်လိုက်မယ်ပေါ့နော်ကိုနှစ်သက်တယ်လို့တွန့်လို့ရတယ်နော်ဒီအတွန့်တွေကပုံတင်နည်းမရှိဘူးကိုဖော်ချင်တဲ့ဒီဇိုင်းဖော်ပြီးတွန့်အပေါ်တွေပဲတွန့်ညင်လဲရတယ်အောက်နဲ့အပေါ်နဲ့တွန့်ညင်လဲရတယ်သို့မဟုတ်အပေါ်တစ်ပြန်အောက်တစ်ပြန်တွန့်ညင်လဲရတယ်ပေါ့နော်ကိုနှစ်သက်တယ်လို့လုပ်ပါ3တွန့်မဟုတ်လို့4တွန့်တွန့်ညင်တယ်ဆိုလည်းရတယ်5တွန့်တွန့်ညင်တယ်ဆိုလည်းရတယ်2တွန့်ပဲတွန့်ညင်တယ်ဆိုလည်းရတယ်နော်maslin ကတော့ဒီထက်ဟိုပျော့တဲ့ maslin လေးကိုသုံးရင်ပိုကောင်းတယ်ပေါ့နော်
ရပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ရင်ထိတ်ရှိတယ်လေရင်ထိတ်ရဲ့အပေါ်3လက်မဆိုလို့ရှိရင်ရင်အလုံးကိုလုံနေနော်ဟော3လက်မလောက်ဆိုရင်လုံပြီအောက်ကိုလည်း3လက်မလောက်ဆိုရင်ရပြီနော်ဆိုတော့ကျွန်တော်အခုရင်ပေါ်ဒီရင်ထိတ်ရဲ့ဒီမှာရင်ထိတ်မှတ်လေးမှတ်ထားမယ်နော်ဒါ breast point ပေါ့နော်ရင်ထိတ်ရဲ့ရင်ပေါ်ရဲ့ရင်အောက်ရဲ့ကိုမှတ်လိုက်ပြီနော်မှတ်ပြီးပြီဆိုလို့ရှိရင်လိုသလိုဆွဲမယ်လက်နဲ့ပဲတန်းဆွဲခြင်းလည်းရတယ်မဟုတ်လို့ပေကွေးပါညာသုံးခြင်းလည်းရတယ်နော်ကိုဖော်ခြင်းတဲ့ပုံစံတိုင်းဆွဲမှာပေါ့ဂျိုင်းရဲ့ဒီဘက်ရင်ရဲ့ဒီဘက်ဘေးအထိသွားခြင်းလည်းရတယ်ဒီဘက်ဘေးနားမှာဟိုတခြားပိတ်စာတစ်ခုခုထည့်ပြီးတော့မှကော်လာလိုပုံစံမျိုးပြန်ထွက်တာတို့ဘာလို့လုပ်ခြင်းလည်းရတယ်နော်ဒီအင်ဂျီကိုပဲဒီရင်ဥစ္စာကိုပဲဘေးအထိသွားလိုက်ခြင်းလည်းဆိုလည်းရတယ်တစ်ချက်ဘေးအထိသွားလိုက်မယ်နော်နော်ဆိုလို့ရှိရင်ဒီမှာတစ်ချက်အင်ဂျီပုံလေးကဒါမျိုးလေးဖြစ်လာပြီပေါ့နော်မလိုတာလေးတွေကိုအရင်ညှပ်ထုတ်လိုက်မယ်ရအတီမညက်ပဲနဲ့ချေတို့လက်မဝက်လောက်လေးပုံညက်ထားပေးတယ်နော်4စိတ်လောက်ပေါ့စင်တီမီတာနဲ့ဆို1စင်တီလောက်ပေါ့ပြပြရတယ်ခဏလေးဖြုတ်တဲ့ခါကျမှညှပ်ထုတ်လိုက်မယ်ပေါ့နော်ဒီလောက်ပဲညှပ်ထားမယ်နော်ဒါဘေးမှတ်ဘော်ဒီရုပ်ရဲ့ဘေးမှတ်နော်ဆိုတော့အခုဒီမှာရင်အုံဘက်လေးကတော့ပြီးသွားပြီပေါ့နော်ဘယ်ညာနှစ်ခုလာမယ်ပေါ့အဲ့ဒီမှာတစ်ချက်အခုအောက်ပိုင်းကိုရင်ပိတ်လိုက်မယ်နော်အောက်ပိုင်းကိုအရင်ပိတ်မယ်ဆိုတော့ဒီမှာပိတ်ကြောကိုထည့်ပဲယူတယ်နော်ထည့်ပဲယူပြီးတော့ခဏလေးပိတ်ချင်တာကတော့ဒီကနေပြီးတော့မှဒီလိုပိုက်ဟာလေးပိတ်ချင်တာသို့တော့မညက်တိတ်ကမှာပိတ်ကြောအတက်နဲ့ဒီအထိအရင်တင်ထားလိုက်မယ်ခဏနော်ပြီးတော့မှပြန်ညှက်ထုတ်မယ်နော်လောလောဆယ်ဒီရင်အောက်နာအထိအရင်တင်ထားလိုက်မယ်ဒီလောက်ဆိုလို့ရှိရင်ရတယ်ဒီမြင်းတွေကခါနာအထိညက်တာနော်ဒီခါပတ်ပြားနာအထိနော်ညက်လိုက်ပြီးတော့ဒီမှာလုံးဝလေခိုရမရှိအောင်ဖြောင်းနေအောင်ရင်ယူလိုက်တယ်ပေါ့နော်ဖြောင်းနေအောင်ရင်ယူလိုက်တယ်နော်ဖြောင်းနေအောင်ယူလိုက်တယ်ယူပြီးပြီဆိုရင်ပြန်ခဏထိုးထားနော်ပြန်ခဏထိုးထားမယ်ထိုးထားပြီးတော့သူတွဲမဲ့နားလေးကိုတစ်ချက်ချက်ပေကွေးလေးနဲ့ဆွဲလိုက်မယ်နော်ဆိုတော့ကိုဘယ်လိုပုံစံဖော်ချင်တာလဲပေါ့ဖော်ချင်တဲ့ပုံစံအတိုင်းပဲဆွဲလိုက်မယ်
ဆိုလို့ရှိရင်ဒီမှာဒါချုပ်စာခြံခဲ့တာပေါ့နော်ချုပ်စာခြံပြီးတော့လေးစိတ်ခြံပြီးတော့ညှက်ခဲ့တာပေါ့တကယ်ဆိုလို့ရှိရင်ဘိုက်ရဲ့အပေါက်ကဘယ်လောက်ထိဖြစ်သွားမလဲဆိုတော့ဒီမှာဒီလေးစိတ်ကိုခောက်ဆိုတော့ဒီလောက်ပေါ်နေမှာအသားလေဒီအပေါ်မှာလည်းဒီအုံဘွက်ရဲ့လေးစိတ်ကိုခောက်လိုက်မယ်ဆိုလို့ရှိရင်ဘိုက်ရဲ့အသားဒီလောက်ထိပေါ်နေမှာနော်ဆိုတော့ဒီ dribbling မှာမပေါ်ဘူးလို့ထင်နေတော့ဟိုဘိုက်ပေါ်ဖို့ကိုယ့်ဘာကိုပြန်လုပ်တဲ့ခါကျလို့ရှိရင်ဘိုက်အသားပေါ်ဖို့နဲတယ်ထင်ပြီးတော့လေအများကြီးဖောက်လိုက်မိမှာဆိုလို့နော်ဒီမှာဒီချက်လုံးနေတဲ့ idea လေးပြောင်းသွားတာပေါ့နော်ဒါကိုဘေးကနေအောက်ကိုဘေးဒီ body line ဘေးမြင့်ကနေနှစ်လက်မပေတံတပြားစာတစ်ချက်ပို့လိုက်တယ်ပေါ့နော်ဆိုတော့ဒီအပေါ်ကိုလည်းတစ်ချက်ပို့ယူကျင်သွားတယ်ပို့ယူကျင်သွားတဲ့အခါကျတော့ဘယ်လိုလုပ်မလဲဆိုပိတ်ဆက်နည်းနည်းထပ်ဆက်လိုက်မယ်နော်ပိတ်ဆက်နည်းနည်းထပ်ဆက်တဲ့အခါကျတော့ဟိုပိတ်ကြောအတိုင်းဖြစ်အောင်လို့ဒီမှာသူ့ဆွဲထားတဲ့ line အတိုင်းပဲလေဒီမြင်းအတိုင်းပဲဒီမှာဆက်လိုက်မယ်ဒါဆိုသူ့ပိတ်ကြောအတိုင်းဖြစ်သွားတာပေါ့နော်ပြီးတော့မှပို့တာလေးညှက်ထုတ်လိုက်မယ်နော်ကျတော့ဒီမှာရှိတဲ့ပိတ်စာကနေပြီးတော့မှအလဲမှတ်တစ်ချက်မှတ်ပြီးတော့ဥကွေလေးညှက်ချင်တာနော်ဥကွေလေးညှက်ချင်တာမစလင်တွေအကုန်လုံးကိုတော့ဖြစ်နိုင်ရင်ဟိုဘာလောက်ထားဗာလဲအော်နှစ်လက်မှဖြစ်သွားနှစ်လက်မှဆိုနေနေမယ်တစ်ချက်သုံးလက်မှလောက်မှတ်လိုက်မယ်နော်ဒီအမှတ်ပေါ့ဒီအမှတ်ကနေသုံးလက်မှအကွာဝေးသုံးလက်မှအကွာဝေးနော်အကုန်လုံးကိုသုံးလက်မှစီပက်လေးလိုက်မှတ်ပြီးတော့ဥကွေလေးလေဥကွေအဝိုင်းလေးဆွဲလိုက်မယ်နော်ဥကွေကတော့အကုန်လုံးဆွဲတယ်မှာပါဒါပေမဲ့မတိတဲ့သူပါမှာဆိုလို့ပေါ့နော်ဒီမှာဥကွေလေးညှက်လာခဲ့ပြီနော်ဥကွေညှက်ထားတဲ့ထဲကနေပြီးတော့မှဥကွေရဲ့အစပိုင်းလေးကိုတစ်ချက်ဒီအနောက်မှာတင်လိုက်မယ်ပေါ့နော်ဒီမှာဒီကုန်းနေရမှာဒီလိုလေးတင်ထားမယ်နော်ဒီလိုပိတ်ကြောလေးကိုဒဲလေးကနေစယူမယ်ပေါ့ကွယ်အောက်နားမှာပဲတင်ပြီးတော့လှုပ်ချင်လည်းရတယ်နော်ကိုကြိုက်တဲ့ပုံစံလှုပ်လို့ရတယ်ကော်လာတော့လေကြိုက်တဲ့ပုံစံလှုပ်လို့ရတယ်ဒီချက်ဒါလေးကိုဟိုထောင်လေးပစ္စည်းတွေ accessory ဘာတွေထည့်ပြီးသုံးရလဲပေါ့ထောင်လေးဖြစ်အောင်လို့လေအဲ့လိုလေးပြချင်လို့ဒါတစ်ချက်ထောင်တဲ့ပုံလေးဖော်မယ်နော်အတွန်းလေးအားလုံးကိုတော့ခဏနေပတ်တန်ပေါ်မကူးခင်မှာတေချာမှတ်ထားရမှာပေါ့နော်ဒီရှင်ကန်ရဲ့အဆက်ကနေသွားလိုက်တယ်နော်လက်မောင်းကိုပတ်မယ်သူကဥကိုရတယ်ဆွဲတယ်လေဆွဲတာမလို့ကိစ္စမရှိဘူးကိုလိုတို့ပတ်လို့ရတယ်ပြီးရင်ဒီမှာဒီအနောက်ရဲ့ဟိုတစ်ချက်အောက်မှာလုပ်ထားတဲ့ bra နဲ့အောက်ခံရဲ့အဆုံးသက်နေရာမှာဥကိုလည်းလာဆုံးလိုက်မယ်တူတူပေါင်းထည့်ချုပ်မယ်ပေါ့နော်ဒီမှာ
ဒါမျိုးလေးထားမယ်ပိုတာညက်မယ်နော်ဆိုတော့ဒီမှာဒီချက်ပုံဖော်တဲ့ကိစ္စကတော့ဒီလောက်ပေါ့အဲ့ဒီဥစ္စာကိုယူပြီးတော့ပတ်တန်စက်ကူပေါ်တင်ပြီးတော့ပတ်တန်အဖြစ်နဲ့ကြောင်းမယ်နော်အဖြုတ်ခင်မှာဒီအတွန့်လေးတွေဆိုလဲကိုလိုသလိုပုံစံလေးကိုလှမယ်ထင်တဲ့ပုံစံလေးတစ်ခါလဲအပီးတွန့်ငယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအတွန့်လေးရပါစမှတ်မှာဆိုတော့လေကိုလိုချင်တဲ့အတွန့်ပုံစံလေးတစ်ခါလဲပြောင်းခဲ့လိုက်မယ်နော်3တွန့်မလုပ်ပဲနဲ့2တွန့်ပဲလုပ်လဲလှတာပဲနော်တကယ်လို့မဟုတ်ဘူး3တွန့်လုပ်မယ်ဆိုတော့ရတာပဲကိုပြောင်းချင်တဲ့ပုံစံတစ်ခါလဲပြောင်းပြီးတော့မှတ်ခဲ့နော်ဒီအောက်လေးဆိုတဲ့ဒါမျိုးပေါ့ဒီတစ်ခါလဲထည့်လိုမျိုးလေးနော်ထည့်ခဲ့ပြီးပြီဆိုလို့ရှိရင်အတွန့်ရာတွေကိုမှတ်ခဲ့မှာဒါမျိုးနော်မှတ်ခဲ့ပြီးပြီဆိုတော့ကျွန်တော်ကအလဲမှတ်လေးတွေပါခဲဆွဲခဲ့မယ်လေနော်ဒီမှာဒီအလဲလိုက်နော်အလဲလိုက်လက်နဲ့မသေးကြရင်ပေတံ3ညင်လဲရတယ်နော်ပေတံနဲ့ဆွဲပါနော်ဒါအလဲလိုက်ပေါ့အလဲလိုက်ရပြီဆိုရှင်ဒီဥကွေမှာကြလို့ရှိရင်ဘာမှတ်စရာရှိမလဲဆိုတော့အလဲကုတ်နော်ဒီမှာကုတ်အဆက်နေရမှတ်ခဲ့လိုက်တယ်နော်မှတ်ခဲ့ပြီးတော့ပခုံးနေရဒါပခုံးမှာရှိရမယ်အမှတ်ပေါ့နော်ပြီးရင်တောက်လျှောက်လာပြီးတဲ့အခါကျတော့ရှင်ကန်နဲ့စပြီးတော့တွဲတဲ့နေရနော်မှတ်ခဲ့တယ်ပြီးရင်ဒီမှာစုံသွားတဲ့နေရပေါ့ဆိုလိုတာကဒီအမှတ်ကနေဒီအမှတ်ထိကရှင်ကန်နဲ့သူနဲ့တွဲချုပ်ရမယ်လို့ပြောချင်တာနော်သူနဲ့တသားလေးမှတ်မယ်ချုပ်စာ၄စိတ်ထားတာမို့လို့၄စိတ်ကိုပါတခါတည်းအကြံတစ်ချောင်းဆွဲပြီးမှတ်ခဲ့မယ်ဒီလောက်ဆိုရပြီနော်ဒါဆိုလို့ရှိရင်ပင်အပ်တွေကိုဘာလုပ်ရလဲဆိုတော့အယုတ်မှာစိုက်ထားတဲ့ပင်အပ်တွေကိုအယုတ်မှာမစိုက်တော့ဘူးနော်မစိုက်ပဲနဲ့ပိတ်စချင်းပဲမဆလင်ချင်းပဲတွဲမဲ့နေရာတွေကိုမှတ်ခဲ့ရမယ်နောက်ဒီနားတွေမမှတ်เสียရှိတယ်နော်ဒီနားတွေကဘာလဲဆိုတော့သူနဲ့တွဲမဲ့နေရာပေါ့နော်ရှင်ကန်နဲ့အောက်ဘိုက်ချန်နဲ့တွဲမဲ့နေရာနော်ရပြီဆိုလို့ရှိရင်ဖြုတ်မယ်အခုဖြုတ်လာခဲ့ပြီဒါအောက်ပိုင်းအရင်နော်အောက်ပိုင်းရင်နည်းနည်းစီညှိလိုက်မယ်ပေါ့နော်ချွဲတို့နည်းနည်းစီညှိလိုက်မယ်ဆိုတော့ဒါကကြတော့အလဲချမ်းဆိုတော့ဒါက center front ပေါ့နော် CF လို့မှတ်ထားမယ်ပြီးဒီမှာမညီမညာဖြစ်နေတဲ့ဟာလေးတွေကိုနည်းနည်းစီညှိမယ်လေနော်ဒီမှာဆိုလို့ရှိရင်ဒီလိုလေးသွားတယ်ပေါ့သူကနော်ဒီလိုလေးသွားလိုက်တယ်ဒီဘက်ကျတော့နော်ဒါကဘေးမြင့်နော်ဘေးမြင့်ကိုထည့်တော့မှတ်တာမဆက်ဘူးနော်မဆက်ဘူးဘာလို့လဲဆိုတော့တစ်ဆက်တည်းသွားမှာဘေးကိုမဆက်ဘူးဆိုတာဘေးမှာချုပ်ရိုးမထားဘူးပြောတာနော်ဘေးမှာချုပ်ရိုးမထားဘူးချုပ်စာမထုတ်ဘူးပေါ့ချုပ်တာကဒီအနောက်မှာပဲဒီမှာချုပ်စာထားလိုက်မယ်နော်ပြီးရင်ဒီအောက်နော်အောက်ဆိုလို့ရှိရင်လည်းပေတံနဲ့တန်းဆက်လိုက်ရတယ်သို့မဟုတ်ပေကွေးလေးနဲ့ဆက်ချင်လိုက်ရတယ်နော်ဒီချေတော့ပေတံနဲ့တန်းဆက်လိုက်မယ်နော်ဒါမျိုးလေးဖြစ်သွားပြီဒါကြတော့ဒါအနောက်ချမ်းပေါ့နော်အနောက်ချမ်း CB ပေါ့ center back ပေါ့ဆိုရင်ဒီအထက်မှာကဒီအပိုင်းမှာကဒီပတ်တန်ရဲ့ဒီအပိုင်းမှာကဘယ်နေရာမှာချုပ်စာမရှိဘူးဒီတိုင်းထုတ်လိုက်အောင်ပဲเนาะထုတ်ပြီးရင်ဒီနားလေးတစ်ချက်ဒီချက်လို့ nash လောက်ရမယ်ဘာလဲဆိုတော့ဒါကအပေါ်ကရင်ကန်ပုံကွက်နဲ့တွဲမဲ့နေရမို့လို့เนาะ green line ဒီဒါရမယ်เนาะဒါဆိုဒီလောက်ပဲအဲ့လောက်ပဲဆိုလို့ရှိရင်တစ်ချက်လို့အတိညှက်ချလိုက်လို့ရတယ်အတိညှက်ချပြီးလို့ရှိလို့ရှိရင်ဘာလုပ်မလဲဆိုတော့ပတ်တန်စက်ကူပေါ်ကိုတင်ပြီးတော့တိတ်နဲ့ကတ်မယ်เนาะ
နောက်တစ်ခုဆက်သွားမယ်နော်ဒါကြတော့အပေါ်ကရင်ကန်အုံကွက်ကလေးနော်အုံကွက်ကလေးမှာဒီမှာဒီအတွန့်ကိုအခောက်ကိုကိုလိုတို့ခောက်ပြီးတော့မှကိုရုပ်ပေါ်မှာစိတ်တိုင်းကြပြီဆိုလို့ရှိရင်ဖြုတ်လာခဲ့တယ်ပေါ့နော်ပြီးတော့ဒီလိုအခောက်မလုပ်ချင်လို့ဒီဥစ္စာကိုဒီလိုဒီအခောက်ဆိုတော့ fold လို့ခေါ်တာပေါ့နော် fold လုပ်တယ် pleat လုပ်တယ်လို့ခေါ်တယ်ခောက်တယ်ပေါ့မဟုတ်ဘဲနဲ့ shear လုပ်တယ်ဆိုတာရှိတယ် shear ဆိုတာဘာကိုပြောရလဲဆိုတော့တို့ခြိကျဲပေါက်ပြီးတော့ဆွဲတွန်းတာနော်အဲ့လိုမျိုးလေးခြိကျဲပေါက်ပြီးကဘိုကိုဆွဲတွန်းတာလေးပေါ့နော်အဲ့ဒါဆိုလို့ရှိရင် shear လို့ခေါ်တယ်ဆိုတော့ဒါလေးက shear နဲ့လိုက်တယ်တကယ်လို့ shear လုပ်ချင်တယ်ဆိုလို့ရှိရင်တို့ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတော့ဒီမှာသူ့ရဲ့ဒီရင်ငံရဲ့ဒီစုံတဲ့နေရာပေါ့နော်ဒါလေးကဒီမှာဒီပုံစံတိုင်းဆိုဒီနားလေးမှာစုံသွားရလေနော်ဒီကနေဒီမှာဆိုရင်ဒီမှာပြန်စုံတယ်ဆိုတော့ဒီကနေဒီအထိကိုတစ်ချက်မှတ်လိုက်လို့ရတယ်တစ်ချက်တော့ဆိုတော့ဒါဘယ်လောက်ရှိလဲကြည့်ရအောင်ဆိုရင်3လက်မနဲ့2လက်မနဲ့2လက်မခွဲနော်2လက်မ5စိတ်2လက်မ5စိတ်ရှိတယ်နော်ဒါဆိုလို့ရှိရင်ဒါကို 2.5 လို့2လက်မ5စိတ်လို့မှတ်ထားပြီးတော့ပတ်တန်အပြန်အတိုင်းညှက်ပြီးရင် share ဒီနားလေးကို2လက်မ5စိတ်ရှိအောင်ခြိကျဲလေးနဲ့ဆွဲတွန်းလိုက်လို့ရတယ်အဲ့ဒါဆိုလို့ကျွန်တော်ကဘိုကိုတွန်းလေးရမယ်ပေါ့နော်မဟုတ်လို့ဒီပုံစံအတိုင်းပဲတွန်းကျင်တယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ဒါကိုညှက်ပြမှာမလို့နော်ပင်လေးတွေနည်းနည်းလေးဒီဘက်အတွင်းဘက်လွတ်တဲ့နေရာလေးကိုတစ်ချက်ခဏရွှေ့မယ်နော်ဒီနားလေးပေါ့နော်ဒီနားလေးမှာဆိုလို့ရှိရင်ဒါကိုညှက်ပလိုက်တယ်ပေါ့နော်ညှက်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာခြိညှက်ပြလိုက်မယ်နော်နော်ဒီလိုညှက်ပြီးတဲ့ခါကျတော့ဒီမှာအတွန့်ရလေးရှိရလေဒီအတွန့်ရလေးနားတွေကိုဒီမှာတော့မမြင်ရပါဘူးဒီလိုနေရာလေးဒီလိုပြန်တွန့်တော့ဒီလိုပြန်တွန့်ထားတဲ့နေရာလေးအဲ့နားလေးမှာကက်ကြီးကိုဒါမျိုးထည့်လိုက်ပြီးတော့ဒီလိုညှက်ခဲ့လိုက်လို့ရတယ်နော်ဒါဆိုဖြန့်လိုက်တဲ့ခါကျလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီအတွန့်ကဒီမှာလာတွန့်ရမယ်ဆိုတော့ပေါ်နေပြီဒါမျိုးလေးပေါ်နေပြီရမယ်နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဖြန့်တဲ့ခါကျလို့ရှိရင် तू ကဒီမှာတော့တွန့်ရမယ်လို့ပေါ်တယ်နော် तू ကဒီမှာလာတွန့်ရမယ်လို့ပေါ်တယ်ဒီမှာလေဒီကကြီးရနဲ့ဒီကကြီးရနဲ့နော်ဒီကကြီးရနှစ်ခုတွန့်မယ်ဒီကကြီးရနှစ်ခုတွန့်မယ်လို့ပေါ်တယ်ဒီကကြီးရကဒီမှာလာတွန့်မယ်လို့ပေါ်တယ်ဒါမျိုးဖြစ်သွားမယ်နော်မဟုတ်လို့ရှိရင်ဒီလိုအပြန်တိုင်းညှက်လိုက်ပြီးတော့မှဆောင်းနာပြောတယ် 2.5 ဆိုလို့ရှိရင် 2.5 ရှိအောင်ရှိရလုပ်လိုက်လဲရတယ်ဆွဲတွန့်ခြိကျဲဆွဲတွန့်လုပ်လိုက်လဲရတယ်ရမယ်နော်ဒါဆိုလို့ရှိရင်ပြီးဒီမှာကျတော့ဒီအပေါ်ပိုင်းလေးကို share တော့ဒီတက်ရပါမဟုတ်ဘူးเนาะကိုပေါ့ကလို့တဲ့ခါကြလို့ရှိရင်မက်စလင်ကတစ်ဆက်တည်းဖြစ်နေမှာဆိုကိစ္စမရှိဘူးတကယ်ကမက်စလင်ကိုဒီအရှိလေးပဲလုပ်ပြီးတော့မှအနောက်ကိုလုံးနေနေမှာကတ်ချင်တဲ့စိတ်ပေါ်လာလို့ကောက်ကတ်လိုက်တာမဟုတ်လို့เนาะတိတ်နဲ့မကတ်ပဲနဲ့ပြန်ဖြုတ်ပြီးတော့မှလက်ချုံနဲ့လိုက်ပြီးတော့ကတ်တာတော့ပိုသက်ရတယ်ဒီမှာเนาะဒါဆိုလို့ရှိရင်ဒီတစ်ပိုင်းရပြီဒီတစ်ပိုင်းရတဲ့ခါမှာဘာလုပ်ရမလဲဆိုတော့တို့ကဒါလေးကသူ့ရဲ့အပေါ်ကဟိုဗာလဲဥကွေလေးလေဥကွေလေးနဲ့လာဆက်မယ်နေရဒီအောက်ဒီဟိုနားနဲ့အောက်ချမ်းပတ်တန်နဲ့ဆက်မယ်နေရပါတော့အဲ့နှစ်ခုကဘာလုပ်ရမလဲ nash လုပ်ရမယ်เนาะဒါကိုလည်းအဲ့လိုပဲဆွမ်းနာတော့လိုပဲအတိညှက်လိုက်မယ်အတိညှက်ပြီးတော့တချေတို့ကပတ်တန်ဆက်ကူပေါ်ပြန်တင်ကတ်တဲ့ခါကျမှချုပ်စာပို့မယ်ဒါကတော့ဥကွေเนาะဟိုမြင်အောင်ဒါတစ်ခါလေးတက်လိုက်တာကိုယ့်ဘက်ကိုပတ်တန်မောဥကွေညှက်ပြီးတော့မှတင်ချုပ်လိုက်လေရတယ်ပေါ့เนาะဒါအနောက်ချမ်းเนาะ
ခါလေးတွေကပခုံးနေရာတို့ရှင်ကန်နဲ့တွဲချုပ်မဲ့နေရာတို့နော်အဲ့ဒါလေးတွေကကြည့်တောက်ပြီးတော့မှတ်ခဲ့မယ်နော်ဒါဆိုလို့ရှိရင်ရပြီဆိုတော့တို့ကပတ်တန်စက်ကူမှာကတ်မယ်ဒီမစလင်စားကိုပဲတခါတည်းကိုချုပ်မဲ့ပိတ်စပေါ်မှာတင်ပြီးတော့ချုပ်စာလေးခြံပြီးညှက်လိုက်လဲရတယ်နော်အခုလိုမျိုးဒီတခြားပတ်တန်စက်ကူပေါ်တင်ပြီးတော့မှချုပ်စာထုတ်ပြီးတော့မှပိတ်စပေါ်သွားတင်ညှက်ချင်လဲရတယ်နော်ဟိုပိတ်စပေါ်တိုင်းတင်ညှက်တာကြရှင်းတယ်ဘာမှပြောစရာမလိုတော့ဒီဥစ္စာကကြတော့တင်ပြီးတော့ချုပ်စာထုတ်တာလေးကိုကြာတိချင်ပြလိုက်မယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီစက်ကူနဲ့ပတ်တန်လောက်ထားတယ်ဆိုလို့ရှိရင်တော့ခံတယ်လေခံတယ်ဆိုတော့နောက်ကိုဒီပုံကနေပြီးတော့ပတ်တန်ပွားချင်တာတို့ ready to wear ထုတ်ချင်တာတို့ customize သူများကိုချုပ်ပေးချင်တာတို့ဆိုလို့ရှိရင်ဒီစက်ကူကနေတခါတည်းပွားသွားရုံပဲပေါ့နော်နောက်ပိုင်းသင်ခန်းစာတွေကြာလို့ရှိရင်ဒီတို့ကဒီချက်ဗာထည့်ပေးမလဲဆိုတော့ဒီ gradient ထည့်ပေးမယ်ပေါ့နော်အဲ့မှာဘာတွေပါမလဲဆိုလို့ရှိရင်ဘာတွေပွားသွားရတယ်ဆိုတဲ့အကြောင်းပေါ့ဥပမာတစ်ခုဘယ်နေရာမှာ0ထားပြီးဘယ်နေရာမှာ2စိတ်ဘယ်နေရာမှာ4စိတ်အဲ့လိုစသဖြင့် gradient size ပွားတာကိုပြောတာနော် size ပွားယူရတဲ့အကြောင်းပြောပြသွားမယ်အဲ့လို size ဘယ်နာကတော့0ထားရတယ်ဘယ်နာကတော့ပွားရတယ်ဆိုတာသိတဲ့အခါကျတော့မှကိုက ready to wear ထုတ်ဖို့ pattern လဲလုပ်တတ်မယ်ပြီးရင်တခါ customize ချုပ်ဖို့ကို customer ကိုချုပ်ပေးဖို့ကိုချုပ်ပေးဖို့အတွက်ကြရင်လဲကိုတိုင်းတွေကိုဘယ်လိုအစားထိုးပြီးတော့ထည့်သွားရတယ်ဆိုတာကိုသိမယ်ပေါ့နော်ဆိုတော့တချို့ကတော့အဲ့လိုနားမလဲကြဘူးပေါ့အယုတ်နဲ့ဆိုဘယ်လိုလဲအယုတ်တိုင်းကြီးပဲဟိုချုပ်နေရမှာလားလူခန္ဓာကိုယ်ကအယုတ်လိုမှမဟုတ်တာစသဖြင့်အဲ့လိုတွေရှိတတ်တယ်နော်အဲ့လိုတွေရှိတတ်တဲ့ခါကျလို့ရှင် gradient ဆိုတာကိုတက်ထားတဲ့အခါကျတော့မှတချို့ကဘယ်လိုလုပ်ရလဲဆိုတာကိုကိုယ်ပြသိမယ်လုပ်တတ်မယ်ပိုလွယ်တယ်ပိုမြန်တယ်ပိုမှန်တယ်ဘာလို့လဲဆိုတော့ဟိုဘယ်နားတွေဟနေမလဲငါလိုချင်တဲ့ပုံစံဖြစ်ပါမလားလို့ flat pattern နဲ့စမ်းတဝါဝါလုပ်ရတာမျိုးမဟုတ်ဘဲနဲ့အယုတ်ပေါ်မှာတခါတည်းတန်းလောက်ရတဲ့အခါကျတော့ပုံချက်ချင်းဖော်နိုင်လို့ရတယ်ပေါ့နော်တချို့တို့ဆရာဦးစောမင်းစီမတက်တော့ဆိုလို့ရှိရင်အဲ့လိုပဲဟို draping လုပ်ပြီးဆိုလို့ရှိရင်အေးစစ်ကိုကြိုက်တဲ့ပုံစံကိုလုပ်ဆရာတရားတပုံလုပ်ခိုင်းတာပုံစံတူမလုပ်ခိုင်းအောင်ဒီလိုသူလုပ်တဲ့ဟာကိုပြန်လုပ်ပြရတာမျိုးမရှိဘူးကိုပုံစံနဲ့ကိုလုပ်ဥပမာ halter neck တင်မယ်ဆို halter neck နဲ့ပတ်သက်တဲ့ပုံတွေ Pinterest ထဲမှာရှာပြီးတဲ့ခါကျလို့ရှိရင်ကိုကြိုက်တဲ့ design ကိုလုပ်တယောက်တစ်မျိုးစီလုပ်ရတာတယောက်တစ်မျိုးစီလုပ်ပြန်ဖော်ပြပြန်ချုပ်အဲ့လိုမျိုးလုပ်ရတာပေါ့နော်ပြင်ဆရာကလုံးဝ international ပုံစံအတိုင်းသွားတော့လက်မနီးရ American လက်မနီး American မှာသုံးတဲ့လက်မနီးကိုသုံးတယ်ပြီးတဲ့ခါကျလို့ရှိရင်ချုပ်နီးတွေကအစားတကယ် branded တွေပုံစံမှာသွားတဲ့အတိုင်းပဲသွားတယ်တခုမှ no bra ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘယ်ဟာကိုမဆိုနှစ်ထပ်ချုပ်ရတယ်နော်အတွင်းမှာနောက်ဆုံးဘာမှမသုံးရင်တော့မိုးကာသားသုံးရတယ်မိုးကာသားလည်းအသားအမျိုးမျိုးရှိတော့ကောင်းစားညံ့စားအလက်စားစားသဖြင့်ပေါ့နော်အဲ့ဒီထဲကနေပြီးတော့မှကို design နဲ့လိုက်ဖက်မဲ့အသားကိုခံပြီးတော့သုံးရတယ်နော်ဒီလိုမျိုးဓာတ်ထားပါပဲဒီလိုလေးတွေကတ်လိုက်တယ်ပေါ့နော်တိတ်နဲ့တိတ်အပြားလေးကသေးရင်တော့ပိုကောင်းတယ်ရှင်းမဒီအကြီးပဲရှိလို့နော်တိတ်ပြားနဲ့ကတ်လိုက်တယ်နော်တိတ်ပြားသေးလို့ရှင်ကြာဒီမှာလေးစိတ်ထုတ်တဲ့ခါကျလို့ရှင်ရှင်းရှင်းလင်းလင်းမြင်ရတာပေါ့နော်ကတ်လိုက်ပြီးပြီဆိုတဲ့ခါကျတော့ချယ်တို့ကချုပ်စာထုတ်မယ်နော်ချုပ်စာထုတ်မယ်ဆိုတော့တကယ်လို့ဘေးအချမ်းရှိတယ်ဆိုလို့ရှိရင်ဘေးအချမ်းမှာဘေးတီစာပေါ့နော်ဘေးတီစာကိုလေးစိတ်ထားခြင်းလဲလေးစိတ်တယ်လေတလက်မထားခြင်းလဲထားလို့ရပါတယ်ဘေးတီစာကိုလေးစိတ်ထားခြင်းလဲထားလို့ရပါတယ်နော်ချယ်တို့ကဒီမှာအကုန်လုံးလေးစိတ်နဲ့ခြံပြီးတော့ထုတ်သွားလိုက်တယ်နော်ဒီအလဲဘက်ကလေးကိုကြတော့ခောက်ယူလေးနဲ့ညှက်မယ်နော် folding line လေးပြထားမယ်ဒီအနောက်ကိုကြလို့ရှိရင်လေးစိတ်ထုတ်ခြင်းလဲရတယ်တလက်မထုတ်ခြင်းလဲရတယ်၅စိတ်ထုတ်ခြင်းလဲကြိုက်တဲ့လောက်ကိုထုတ်မယ်နော်ဒါကတော့အောက်ခောက်စာပေါ့နော်အောက်ခောက်စာတလက်မထားခြင်းလဲတလက်မထားပြီးတော့ခြံမယ်ဒီချဲကတော့အကုန်လုံးကိုလေးစိတ်စီပဲသွားထားတယ်နော်အဲ့ဒီအတိုင်းပဲဒါကိုလည်းထုတ်သွားမယ်ဒီဥကွေတော့မထုတ်တော့ဘူးဥကွေကတော့ဥကွေအတိုင်းပဲညှက်ကမှာဆိုတော့ဒီစက်ကူပေါ်မှာပတ်တန်မထုတ်တော့ဘူးပေါ့နော်ဒါကိုလည်းတိတ်လေးကတ်ထားပြီးပါချင်ဘူးနော်ကတ်ပြီးသွားပြီဆိုတော့သူမှတ်ထားသလိုတွန့်မယ်ဆိုလို့ရှိရင်နော်လေးစိတ်ခြံပြီးတော့ညှက်သွားရုံပဲမဟုတ်လို့ခြံပဲဆိုလို့ရှီးရလုပ်မယ်ဆိုလို့ရှိရင်နော်ဒီကနေဒီအထိကိုမှတ်ပြီးတော့တခါတည်းလေးစိတ်ခြံပြီးတော့4000 pounds ညှက်လိုက်ရုံပဲနော်ညှက်လိုက်ပြီးရင်သူကသူရှီးရလုပ်မယ်ဟာလေးမှတ်ပြီးတော့ချီကျဲလေးဆွဲပြီးတော့တွန့်သွားရုံပဲနော်လို့ရှိရင်ဒီမှာအခုညှက်လာခဲ့ပြီပေါ့နော်တွေ့တော့မယ်
ချေဒါကအခန်းစားနော်အခန်းစားကိုလည်းအဲ့လိုပဲဝါစားညက်တုံးကလိုပဲဒီကကြီးတောက်မဲ့နေရာတွေအကုန်လုံးကကြီးတောက်ပြီးတော့ချုပ်စာပို့ထားပြီးသားဆိုတော့ဒီဘက်တန်အတိုင်းပဲကွက်တီညက်လိုက်အောင်မယ်နော်အခန်းစားလည်းညက်ပြီးပြီအလှစားလည်းညက်ပြီးပြီနော်ညက်ပြီးပြီဆိုတော့တွဲပါမယ်အခန်းစားနဲ့အလှစားနဲ့အလှချင်းပူပြီးတော့ဒီကက်ကြီးတောက်ထားတဲ့နေရာဒီမှာကက်ကြီးတောက်ထားတဲ့နေရာပေါ့နော်ဒီကနေဒီထီကိုအရင်တွဲလိုက်မယ်နော်ဒီဘက်တစ်ခုကြားလို့ရှိလို့ရှိရင်အပေါ်ပိုင်းပေါ့နော်ပေါ်ပိုင်းကြားလို့ရှိရင်ဒီမှာအတွန့်ရလေးမှတ်ထားဖို့ချေတို့ဒီမှာကက်ကြီးတောက်ထားတာလေးရှိတယ်လေအဲ့ဒါလေးတွေကိုအရင်ဆုံးခဏလေးတွန့်ထားခဲ့မယ်ပေါ့နော်ဟိုတွဲမိတယ်ဆိုရင်လေးပဲခဏတွန့်ခဲ့မှာနော်ဆိုရင်အခုတွန့်ထားတဲ့အတိုင်းလေးပဲဒီတစ်ပတ်ကိုလည်းတွန့်မယ်ဒီအခန်းစားတွေကိုလည်းတွန့်ထားလိုက်မယ်နော်ဒီလိုခဏလို့ရှိဒီလိုခဏအရေလေးတွဲထားမယ်နော်တွန့်ရလေးတွေတွန့်ပြီးပြီဆိုလို့ရှိရင်အလှချမ်းနဲ့အခန်းချမ်းနဲ့ကိုအလှချင်းပူးပြီးတော့ချဲရိုက်အတွန့်ရဘတ်နာလေးတွေကိုအရင်ပြန်တွဲခဲ့မယ်သူတို့နှစ်ခုကိုနော်အတွန့်နာလေးပဲတွဲမယ်သူတို့အလှအခန်းနှစ်ခုတွဲပြီးတော့နော်ဒီခွဲချောင်းလေးတွေကိုခွဲပြီးတော့မီးဘူးလေးထိခဲ့လိုက်မယ်နော်ရပြီဆိုလို့ရှိရင်ဒီအလှဘက်ကိုလှန်ထုတ်တယ်နော်အလှဘက်ကိုလှန်ထုတ်ပြီးတဲ့အခါကျတော့ဒီနှစ်ခုကိုလိုလေးမတိမတာလေးထပ်ပြီးတော့တွဲလိုက်တယ်တွဲပြီးတဲ့အခါကျတော့အလယ်မှာ crystal တို့ဇာပွင့်တို့ olive တစ်ခုရှိတယ်ပေါ့နော်နောက်တနည်းကျတော့ဒီမှာနော်အတော့နေရာလေးတွေပဲတွဲထားတဲ့ဟာပေါ့နော်သူကကျတော့အလှချင်းမျက်နှာချင်းဆိုင်ပြီးတော့ပူမယ်နော်အလှချင်းမျက်နှာချင်းဆိုင်ပြီးတော့ပူမယ်ပူပြီးတဲ့ခါကျလို့ရှိလို့ရှိရင်ဒီချုပ်ရိုးတွေကိုဒီလိုဖွင့်ထားမယ်ပေါ့နော်ဒီအောက်ကချုပ်ရိုးကိုလည်းဒီလိုမျိုး open seam လုပ်ထားမယ်ပေါ့ဒီလိုဖွင့်ထားတယ်နော်ဖွင့်ထားပြီးပြီဆိုလို့ရှိရင်အဲ့ဒီဖွင့်ရတဲ့အတိုင်းပဲဒီဆက်ထဲကိုထည့်တယ်ထည့်ပြီးတော့ဒီချုပ်ရိုးနှစ်ခုအလယ်ကနေပြီးတော့မှတွဲသွားမှာလိုမျိုးရသွားပြီဆိုတော့မှဒီမှာဒီနှစ်ခုကိုဖယ်ပြီးတော့ခံချမ်းနဲ့ဒီအလှချမ်းနဲ့နှလွာလေးပြန်ပူးမယ်ပြီးရင်ဒီအောက်မှာလည်းအဲ့လိုပဲဒါကိုဖယ်ပြီးတော့ဒီနှစ်ခုလေးပြန်ပူးမယ်နော်ပြီးတော့နှစ်ခုကိုဖယ်ပြီးရင်နောက်ထပ်နှစ်ခုလည်းအဲ့လိုမျိုးပြန်ပူးမယ်နော်အပေါ်ပိုင်းကိုတွဲပြီးပြီနော်အပေါ်ပိုင်းကိုတွဲပြီးပြီဒီရင်အပေါ်ဘက်ကိုအကုန်လုံးပိတ်ပြီးတော့တစ်ခါလေးချုပ်လာခဲ့တယ်ပေါ့နော်အောက်ဖက်ကြလို့ရှိရင် share ဒီအောက်ချမ်းနဲ့တွဲရမယ့်နေရာရှိတယ်လေအဲ့နာလေးအထိပဲတွဲတယ်တွဲပြီးတော့ဒီမှာနော်အဲ့နာလေးအထိပဲတွဲပြီးပြီဆိုအဲ့ဒါကိုကတ်ကြီးတောက်လိုက်တယ်နော်ဒီမှာကတ်ကြီးတောက်ပြီးတော့ဒီလိုမျိုးလှန်ထားခဲ့လိုက်မယ်နော်လူထုတ်ထားခဲ့လိုက်မယ်ဘာလို့လဲဆိုတော့ဒီအောက်ပိုင်းဒီသူနဲ့တွဲရမှာဖြစ်တဲ့အတွက်ကြောင့်နော်ဒီအပေါ်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကတ်ကြီးတောက်ပြီးတော့ဒါမျိုးလေးလှန်ထုတ်ထားလိုက်မယ်နော်ဒီအောက်ပိုင်းဒီသူနဲ့တွဲရမှာဖြစ်တဲ့အတွက်ကြောင့်နော်ဒီမှာဆိုလည်းအဲ့လိုပဲ share ပထမအလှချင်းပူပြီးတော့တွဲခဲ့လိုက်တယ်လေပြီးဒီမှာကတ်ကြီးတောက်တယ်နော်ဒီဘက်အချမ်းကိုလည်းကတ်ကြီးတောက်တယ်တောက်ပြီးဒီလိုပြန်လှန်ချတယ်နော်လှန်ချပြီးတော့ဒါတော့ဒီလိုထုတ်ထားလိုက်တယ်ဒီမှာဒီလိုထုတ်ထားလိုက်တယ်နော်ထုတ်ထားခြင်းကြောင့်ရင်ဒီသူနဲ့တွဲရမှာဖြစ်တဲ့အတွက်ကြောင့်ရမယ်နော်ဆိုလို့ရှိရင်ခုမှချဲတော့ဒါမျိုးပေါ့ဒီလိုနော်ဒီလိုပြီးတဲ့အခါကျလို့ရှိလို့ရှိရင်ဒီမှာကြည့်ကတ်ကြီးတောက်ထားတဲ့နေရာရှိတယ်လေနော်တောက်ထားတဲ့နေရာအချင်းချင်းပူလိုက်မယ်နော်ပူလိုက်ပြီးတော့ဒီမှာအပေါ်ချမ်းပူသွားနော်ပြီးရင်တစ်ဖက်တစ်ခါအလှချမ်းနော်ဒီနှစ်ခုကိုဒီမှာအလှချမ်းပူသွားနော်အဲ့လိုပူမယ်နော်
ဆိုတော့အလှချမ်းလို့မှတ်ပြလိုက်လို့နော်အပေါ်ချမ်းပူသွားပြီးရင်ဒီမှာဒီနှစ်ခုကိုလည်းအခန့်ချမ်းပူသွားမယ်နော်ဒီအပေါ်ပိုင်းတွဲသွားပြီးတော့ဒီအောက်ဖက်အချမ်းကြလို့ရှိရင်ချေတို့ကသူ့ကိုနော်ဒီဥစ္စာကိုလေတခါတည်းဒီထဲကိုထည့်ဖို့နော်တခါတည်းဒီထဲကိုထည့်နော်ထည့်ပြီးတော့မှဒီတစ်ခုကိုလာပြီးတော့ဒီလိုလေးပြန်ငုံပြီးတော့ကော်လာတွဲသလိုလေဒီလိုလေးပြန်ငုံပြီးတော့အလှဘက်ကနေကြည့်ပြီးနင်းသွားလိုက်ရအလှဘက်ကနင်းတဲ့ခါကျလို့ရှိရင်ဒီချုပ်ချောင်းရဲ့အလဲတက်ရအောင်တော့နင်းရမှာပေါ့နော်မဟုတ်လို့ရှိရင်ဟိုပတ်တီနင်းတဲ့ခါကျလို့ရှိရင်ချုပ်စာလေးဟိုအချီကျိုးရအများကြီးပေါ်နေမှာဆိုလို့နော်တွဲနည်းတွေကအမျိုးမျိုးရှိတယ်ဒါကြောင့်မို့လို့ဘာပဲဘယ်အင်ကြီးပဲလှုပ်လို့ပတ်တန်ရရုံနဲ့မပြီးဘူးပတ်တန်ရရုံနဲ့မပြီးဘူးတချို့ကကျတော့ပတ်တန်အရေးကြီးတယ်ပတ်တန်ရရင်ရပြီလို့ထင်တတ်ကြတယ်ပေါ့နော်မဟုတ်ဘူးတွဲနည်းမှနေရင်တွဲနည်းမတက်ရရင်ဒီအင်ညာကိုလိုချင်တဲ့ပုံမဖြစ်ဘူးနော်ဒီချက်ကျတော့ဘယ်လိုလိုက်လဲဆိုတော့ဒီပေါ်အလှချင်းတွဲလိုက်တယ်တွဲပြီးတော့ open sin လုပ်ပြီးတက်လိုက်တယ်ပေါ့နော်အောက်မှာလည်းအခန့်ချင်းတွဲပြီးတော့ open sin လုပ်ပြီးတက်လိုက်တယ်တိုက်ပြီးဒီနှစ်ခုကိုပြန်ပူးပြီးတော့ဒီအလှဘက်ကနေကြည့်ပြီးတော့ဒီကြောင်ဒီချုပ်စာရဲ့ကြားလေးတွေကနေပြီးတော့မှထိပြီးတော့ပေါက်သွားလိုက်မယ်ပေါ့နော်ဒါဆိုဒီနှစ်ခုကဝတ်သွားပြီပေါ့ရပြီဆိုလို့ရှိရင်ဒီမှာဗာတက်မှာလဲပေါ့နော်ကျိုးတက်မှာလားဟိုကျိုးဒီမျိုးထုတ်သီးဝင်းလေထုတ်သီးဝင်းထည့်ပြီးတော့တက်မှာလားသို့မဟုတ် rapid ဖောက်ပြီးတော့မှကျိုးတက်မှာလားပေါ့ခုတစ်ခုတက်မဲ့ဟောင်ဆုံးဖြတ်မယ်တက်ပြီးပြီဆိုတော့မှချေတော့ဒီအောက်ကိုပိတ်မယ်နော်အခုကျိုးမတက်သေးဘူးဘာမှမလုပ်ရသေးဘူးဆိုတော့ခါကျဒီအောက်ကိုခဏဖွင့်ထားအောင်မယ်နော်တက်ဖို့ကိုဥမာကိုဒီဥစ္စာကိုဆွမ်းနာတစ်ချက်ပတ်တန်လုပ်ပြတယ်လို့မျိုးဒီအထိပဲမလုပ်ပဲနဲ့ကြောအလဲအထိလုပ်ပြီးတော့စစ်တက်ချင်လဲရတယ်ကိစ္စမရှိဘူးနော်ဆိုတော့ကိုလုပ်ချင်တဲ့ပုံစံလုပ်ပြီးတော့မှဒါကိုပိတ်မယ်အခုဒီဥကွေးညက်ထားတဲ့ဟာအတွက်ကိုကြတော့ချေတို့ကအလှချင်းပူတယ်ပေါ့တစ်ချမ်းကိုကောပိတ်ကတ်တယ်တစ်ချမ်းကိုကောပိတ်မကတ်ဘူးအလှချင်းပူပြီးတော့မှဒီအခုံးဘက်ကလေးကတစ်လျှောက်တွဲသွားမယ်သူ့ဘက်ကိုချုပ်စာ၄စိတ်ပူထားတယ်ဒီအခုံးဘက်ကိုပေါ့နော်ခန္ဓာကိုယ်နဲ့ထိမဲ့ခွက်ဖက်ကိုကြတော့ချုပ်စာတက်လက်မှပူထားတယ်ပြီးတော့မှပူတာကိုပြန်ညှက်ထုတ်မှကိစ္စမရှိဘူးပေါ့နော်ဆိုတဲ့ခါကျဒီအခုပေါ်ဘက်ကိုအရင်ပူသွားလိုက်မယ်နော်